ရလား perfect တမဲအေးနေရတော့အော်မလေး perfect ဒါပေမဲ့အေးနေတယ်လက်မွေးပြီးမှာပါရှေ့ဒီနေ့ကတော့မခလိုဝီကြပြန်လာမယ်ဆိုတော့သူ့ကိုစီဂျက်ခောက်ဆွဲစားကြတယ်ဆိုတော့ချုံနမနေခောက်ဆွဲလေခောက်ဆွဲပြုတ်ထားတယ်ပြီးတော့စီဂျက်ခောက်ဆွဲလုပ်ပေးမလို့အခုတော့ကြိုးနေပြီပြန်လာတော့မယ်သူပြန်မလာခဲ့ဘောနော်သူပြန်ဒီကတော့ချိုswan sauce ဘောနော် swan sauce ရဲ့လာဘလာလာပြီး oyster sauce နဲ့ထည့်မယ်နော် oyster sauce ကုန်နေပြီ oyster sauce ထည့်ပြီးနေနေနာတော့လားအဲ့နော်ချိုရမလေး green onion ထည့်မှာ green onion ထည့်မှာပြီးဆိုချက်တော့ဖြစ်စီကြလေအဓိကစီကြခောက်ဆက်ဆိုတော့ချက်တော့ဖြစ်စီကြမြများလေးနဲ့ချက်တော့ chicken လေးနဲ့ထည့်မယ်နော်ထားလာရှိတယ်ဒီဟာလေးတွတ် chicken လေးလို့ထားပြီးသားပြုတ်ထားတာချက်တော့ပြုတ်နားလောလာမပြီးတော့ခောက်ဆက်ထည့်မယ်နော်ချိုးလေချက်တော့ပြုတ်တော့လေမလေးချက်တော့ပြုတ်တော့ချက်ပြုတ်ရည်လေးလေချက်ပြုတ်ရည်လေးနည်းနည်းလေးယူထားတယ်ချက်ပြုတ်ရည်လေးဘာလို့ဆိုတော့တောက်တဲ့ခါကြောက်လို့ရှိရင်ဟိုကဒီလေးနည်းနည်းလေးထပ်ပြီးတောက်မလေးညဟိုထပ်မယ်ဆိုတော့ဘာထပ်မလဲဆိုတော့စီဂျက်โอเคချက်တော့စီဂျက်ထပ်မယ်โอเคချက်တော့စီဂျက်နည်းနည်းများလေးထပ်မယ်နော်အလဆန်ပြင်မိမယ်โอเคMommy, you keep making my eyes blank. green onion ကနဲ့ green onion ကနဲ့နော်ဟလာရောမြည်ကြည့်ရပြီလားလို့မမမြည်ပေးဟာရောပွာလို့ပေးမယ်ရလား Perfect တမဲအေးနေရတော့အော်မလေး perfect ဒါပေမဲ့အေးနေတယ်လက်မွေးပေးမှာပေါ့အမလေးအမတော်ရဲ့မွေးပေး perfect, but the only thing is missing is warm. warm လုပ်မယ် okay သူက perfect ပဲရတာ perfect ပဲအဲ့လိုလားဒါပေမဲ့ဘာဖြစ်နေလဲ warm လုပ်တယ်ဟုတ်လား okay warm လုပ်ပေးလိုက်မယ် okay နည်းနည်းနှွေးပေးလိုက်မှာပေါ့မြဝဲ share နော် share မယ်ဟဲ့ share ပဲမမနှမ်းစီလေးနည်းနည်းထပ်ပေးလိုက်မယ်ခလိုဝီအတွက်မိမိယူမလားနည်းနည်းမြည်ချွန်နှွေးလိုက်မယ်နှွေးပြီးအပေါ်မှာချက်တော်မိတ်လေးအုပ်လိုက်မှာပေါ့နော် chicken လေးနဲ့ green onion လေးနဲ့ထပ်ပေးလိုက်မယ်ကုတ်ခက်ဒီမှာချက်တော်မိတ်လေးနဲ့များလေးနဲ့ပေါ့ကွာနည်းလေးထပ်စားကြပါအောင်ရှစ်ဒီနေ့ပို့ပေးလိုက်မယ်နော်အချပ်ဖြိုတည်ဟင်းချိုလေးချက်ထားတာ